အချမ်းပညာမသိငယ်ရပေမယ့်လေကိုဆွဆွမြဲမြဲစူးစမ်းလို့ခုလိုချမ်းသာလာတဲ့မန်လေးကတထေးကြီးဦးမျိုးသိန်းဒီနေ့မှာတော့ပညာဆိုတာကျောင်းဆောင်ထဲမှာပဲရှိတာမဟုတ်ဘူးဘဝဆိုတဲ့တက္ကသိုလ်ကြီးထဲမှာစူးစမ်းမှုဆွေးမြေ့မှုဝိရိယရှိရဲ့အောင်မြင်မှုဆိုတာကိုရနိုင်နေဆိုတာကိုလက်တွေ့သက်ပြနေတဲ့လူတစ်ယောက်ကြောင့်ပါမြန်မာနိုင်ငံမှာမိဘတွေကသားသမီးတွေကိုဘာလို့ပညာသင်ခိုင်းတယ်လဲအများစုကငါတို့လိုလေတဲ့ရှာထဲမှာပင်မမလို့ရအောင်ဆိုတဲ့စိတ်နဲ့ပါလေလုတ်တယ်ဆိုတာကိုပင်မနေစင်းရတဲ့အောင်မြင်မှုနဲ့လမ်းဝေးရလို့သတ်မှတ်ထားကြတဲ့ခေတ်ကြီးထဲမှာပါလေတကူတဲ့ကိုပဲဆွဆွမြဲမြဲလောက်ခိုင်းပြီးမြန်မာနိုင်ငံရဲ့အထီးတန်းတထေးကြီးဖြစ်လာတယ်။မန်လီကဦးမျိုးတန်းရဲ့ဇလန်းကတော့အားလုံးတွေသင်ငယ်ရတာယူစရာပါပဲ။သူဘလောက်ထိအောင်မြင်တယ်လဲဆိုရင်လက်တလောက်ဆိုရှယ်မီဒီယာမှာရန်ကုန်မှာခိုးလေးတူကျော်ဖြစ်သွားတယ်။3000ခွဲတန်မိုးရှိတဲ့နန်းတော်ကြီးလိုခမ်းနားလာတဲ့စံအိမ်ကြီးကိုဒီဆောင်နိုင်ခဲ့တဲ့အထိပါပဲ။ဒီပုံတွေကိုမြင်ပြီးတော့လူတွေအားလုံးကဒါလေးလုပ်ပြီးတော့ချမ်းသာတာဟုတ်ရဲ့လားဆိုပြီးတော့မြုံနိုင်တော့အောင်ပြခဲ့ကြရပါတယ်။ဒါပေမဲ့ပြည်သက်ကြီးတို့ဒီလိုအောင်မြင်မှုတွေရဲ့နောက်ကွယ်မှာသူ့ရဲ့အတိတ်ကလုံးဝမလွယ်ကူခဲ့ပါဘူး။တတိကြီးဦးမျိုးတန်းဟာဒီနေ့ခေတ်ကဘွေရပညာတဲ့စိုက်ပျိုးရေးပညာရှင်တရားမဟုတ်ခဲ့ပါဘူး။သူ့ရဲ့ဇာတိကမန်လေးတဲ့ဦးမျိုးနဲ့မိုးချိုးလဲရွာကတာမဲတောင်သူလေသမားမိဘနှစ်ပါးကမွေးဖွားခဲ့သူပါ။ငယ်စဉ်ဘဝနန်းပါလုံးလုံးဘုန်းကြီးကျောင်းမှာ3ဝါတောင်မှဝတ်ခဲ့ရပြီးအသက်15နှစ်အရွယ်လူထွက်လာကလေးကလေကွင်းထဲကိုခြေစုံပြည့်ဝင်ခဲ့ရတာပါ။သူဟာတန်းပညာမသင်ခဲ့ရပါဘူး။သူရဲ့စတင်ခဲ့တဲ့ဘဝကလေ3ဧကနဲ့နွားတရှင်ပါပဲ။သူမှာတန်းပညာမရှိခဲ့ပေမဲ့သူ့မှာဇွဲဝရိယစေတနာနဲ့လက်တွေ့သုံးချနိုင်တဲ့ဉာဏ်ပညာတွေပြေဝရှိခဲ့ပါတယ်။သူဘလို့စူးစမ်းခဲ့တယ်လေပထမချက်ကဆွေးမြေ့မှုနဲ့ချွေတာမှုပါ။သူကလူငယ်ဘဝတွေကအလုပ်ကိုပဲဆွဆွမြဲမြဲလုပ်ခဲ့တယ်။သူပြောမှုတဲ့စကားတကွာယူရဲကလက်ဖေးဆိုင်ဆိုတာတခါမှမရဘူးပါဘူးလေ။ဒါသူဘလောက်ဒီသူ့ရဲ့အချိန်နဲ့ငွေကိုတန်ဖိုးထားပြီးအလုပ်ထဲမှာပဲနှင်းမြုပ်ခဲ့တယ်လေဆိုတာကိုပြနေတာပါ။သူရလာတဲ့ငွေကိုအလဲအသက်မသုံးပဲလေယာလုပ်ငန်းတိုးချဲ့ဖို့အတွက်ပဲပြန်လည်ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ဒုတိယအချက်ကခင်မီယာပြောင်းလဲမှုပါ။သူကပညာမတတ်ပေမဲ့အမြင်ကျဲပါတယ်။လက်မှုလျာစနစ်လေးနဲ့တစ်သက်လုံးလုပ်သွားတာမဟုတ်ပါဘူး။ခင်မီစက်မှုလျာပြောင်းလဲခဲ့တယ်။လေထုံစက်တွေစက်ပစ္စည်းတွေဝယ်ယူသုံးပြုပြီးအရင်ကတည်းစားပေါင်းများစွာအထက်တိုးအောင်လုပ်ခဲ့နိုင်ပါတယ်။လေက3ဧကကနေအခုဧကရာပေါင်းများစွာပသိမ်ကြီးကနေပြိုးလင်ကတရက်ချင်းစိုက်ပျိုးရေးချန်နယ်တွေတိုးချဲ့နိုင်ခဲ့တာဟာသူ့ရဲ့လက်တွေသုံးချဉာဏ်ပညာပါပဲ။တတိယချက်ကတော့အလုပ်ပေါ်မှာထားတဲ့ချစ်ချင်းမြတ်တာနဲ့စေတနာပါ။ဦးမျိုးတန်အခုဆိုရင်ထိုင်စားလို့ရနေပါပြီ။ဒါပေမဲ့သူကလဲလို့ရတာကိုချစ်တယ်။ဘဝတူလေးသမားတွေကိုတိုးတက်စေခြင်းနဲ့လို့ဆိုပါတယ်။ဒါကြောင့်လေတထေးကြီးဖြစ်နေပေမဲ့အခုထိတိုင်မနေ့9နာရီဆိုတာနဲ့လေကွင်းထဲကိုသူကိုယ်တိုင်လျှောက်သွားနေစေပါ။သူကကိုယ်တိုင်ချမ်းသာဖို့တခုလေးကြည့်ကြတာမဟုတ်ပါဘူး။မြန်မာနိုင်ငံရဲ့စံပြလေသမားစုတွေအာဆီယံစစ်တီစုတွေရခဲ့တာဟာသူကမျိုးကောင်းမျိုးတဲ့မျိုးစဘာတွေကိုကိုကြုံမဖက်ပဲနဲ့အခြားဘဝတူလေးသမားတွေကိုပြန်လဲထောက်ပံ့ကူညီခဲ့လို့ပါ။သူရဲ့စေတနာကသူ့ကိုပို့ပြီးတော့အောင်မြင်စေခဲ့တာပါ။သူရဲ့လူတန်းသားတွေကလည်းကျမ်းမာရေးပညာရေးလမ်းပွဲဆက်သွယ်ရေးသာသနာရေးထိမခွဲသားပဲနဲ့လူရန်နေသူပါဒီနေ့ကမှလေလောက်တာကိုထင်သေးတဲ့သူတွေဘဝပိုင်လင်းမြေတွေကိုပြတ်ထားပြီးရုတ်တက်လှုပ်ချင်နေတဲ့လူငယ်တွေအတွက်ဦးမျိုးသိန်းရဲ့ဘဝကအကောင်းဆုံးသင်ခန်းစာပါပဲဘဝပိုင်လေးတွေကိုအမှန်တကယ်စူးစမ်းပြီးလုပ်ရင်မစားလာဘူးဆိုတာမရှိဘူးဆိုတာကိုသူသက်သေပြခဲ့ပါတယ်ပြည်သက်ကြီးတို့ရောတန်းပညာမရှိပဲလက်တကူတဲ့ကိုဆွဆွမြဲမြဲလောက်ကိုင်းရင်အောင်မြင်လာတဲ့တထေးကြီးဦးမျိုးသိန်းရဲ့ချိုးပန်းမှုပေါ်မှာဘလို့မြင်ပါတယ်သူ့ရဲ့ဘဝကနေဘလို့အားကျစရာသင်ခန်းစာယူစရာတွေရခဲ့တယ်မိမိရဲ့အမြင်လေးကိုလည်းကွန်မန့်မှာပြောခဲ့ပြပါအောင်ရှင်